အင်္ဂါသားသမီးတွေအတွက်20ရက်နေ့ကနေပြီးတော့29ရက်အတွင်းမှာကြုံတွေ့ရမယ့်အခြေရေးအိမ်အောင်ရေးစီးပွားရေးကကြမှာ hostel လေးကိုတဲတော့နမိတ်ကကြည့်ပြီးတော့ဟောပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမဟုတ်ပါသေးခင်မှာဒီနာကအနီးရမုတ်ဆန်အပေါက်လေးနှိပ်ခဲ့ပေးဖို့ရတောင်းဆိုပါတယ်အသေးလေးပဲရေးချင်းကောမန်လေးမှာလည်းမိမိတို့သိလို့တော့ကြောက်ရလေးတွေရေးပေးသွားပါအားပေးနေပါလေဆိုရင်အားပေးနေပါလေဆိုရေးပေးသွားပါရှေ့အခါ20လောက်နှိပ်ခဲ့ပေးဖို့ရလဲတောင်းဆိုပါတယ်ခင်ဗျာအင်္ဂါသားသမီးတွေဘာတွေကြုံတွေ့ရမလဲကြည့်ပေးပါမယ်ခင်ဗျာဒီ20ရက်နေ့ကနေပြီးတော့29ရက်နေ့အထိခြေရေးအိမ်အောင်ရေးစီးပွားရေးကံကြမ္မာလေးပေါ့နော်အရင်ဆုံးအခြေရေးအနေနဲ့ကမိမိရဲ့ချစ်သူနဲ့မိမိကတရားဝင်တရားကစိုက်တူကိုတူလေးတွေဖြစ်နေလိမ့်မယ်မိမိတို့နှစ်ယောက်ကအခုချိန်မှာပေါ့နော်အဲ့လိုအဆက်အသွယ်ပြတ်နေတာလေးတွေပဲဖြစ်စေအဲ့လိုတရားဝင်တရားစိတ်ဆိုးစိတ်ကောက်နေတာပဲဖြစ်စေအဲ့ဒီအရာတွေကပြန်လဲပြီးတော့အဆင်ပြေလာတော့မှဖြစ်ပါတယ်မိမိတို့နှစ်ယောက်ကြားမှာပေါ့နော်ကိုညီပေးမဲ့လူအဲ့လိုမိမိတို့နှစ်ယောက်ကိုပြန်လဲဆက်သွယ်ပေးမဲ့လူလေးတွေအဲ့လိုမိတ်ကောင်းဆွေကောင်းတငယ်ချင်းကောင်းတွေတရားပဲဖြစ်စေမိမိတို့အထက်လူကြီးတွေတရားပဲဖြစ်စေပေါ့နော်အဲ့လိုပေါ်လာတတ်တဲ့မိမိတို့ညောင်ချားကိုပြန်လဲဆက်သွယ်ပေးမဲ့လူတယောက်ပေါ်လာတတ်ပါတယ်မိမိတို့ကပြောင်းတယောက်ကနားလည်မှုလေးလွဲနေတယ်ဆိုရင်ပြန်လဲပြီးတော့အဆင်ပြေလာလိမ့်မယ်မိမိရဲ့ချစ်သူကမိမိစီကနေပြီးထွက်ခွာသွားတယ်ဆိုရင်လည်းမိမိစီကိုအမြန်ဆုံးပြန်လာလိမ့်မယ်လို့ပြောချင်ပါတယ်အိမ်တော်ရေးအနေနဲ့ကတော့မိမိတို့အိမ်တော်ရေးမှာမိမိတို့သားသမီးတွေကြောင့်မိမိတို့အိမ်တော်ရေးကပိုမိုပြီးတော့ဆင်ပြေလာလိမ့်မယ်သားသမီးတွေကြောင့်မဖြစ်စေမိသားစုဆွေမျိုးသားချင်းတွေကြောင့်ပဲဖြစ်စေခုချိန်တော်တွင်မှာမိမိတို့အိမ်တော်ရေးကတော့ပြန်လဲပြီးမို့ပြီးတော့အဆင်ပြေလာမှာဖြစ်တယ်ပေါ့နော်စီးပွားရေးငွေရေးကြေးရေးအနေနဲ့ကတော့လက်လာပါပိုင်းဆိုင်ရာတွေပွင့်လန်းလာလိမ့်မယ်မိမိရည်မှန်းထားရင်ရည်မှန်းထားသလောက်အောင်မြင်လာလိမ့်မယ်ပေါ့နော်မိမိကလောက်ကင်ဆောင်ရွက်တဲ့အရာလေးတွေကမိမိရဲ့မိတ်ဆွေတငယ်ချင်းတွေအပေါင်းအသင်းတွေဆွေမျိုးသားချင်းတွေကြောင့်ပေါ့နော်အဲ့ဒီဆွေမျိုးသားချင်းတွေကြောင့်မှမိမိရဲ့နာမည်ကုန်တဲ့ရာကြော်စောနေလိမ့်မယ်လို့ပြောချင်ပါတယ်ခုချိန်မှာမိမိကလုပ်ငန်းကိုင်ငံဆောင်ရွက်တာလေးတွေကပုံမှုပြီးတော့တိုးချဲ့ပြီးတော့လောက်ကင်သင့်တယ်လို့ပြောချင်ပါတယ်ဘာကြောင့်လဲဆိုရင်ခုချိန်မှာကအောင်မြင်မှုတွေကမိမိကိုစောင့်မျှော်နေတယ်လို့ပြောချင်ပါတယ်နောက်တစ်ခုရေပေါ့နော်ရေလန်းခရီးတွေပဲဖြစ်စေအဲ့လိုနောက်တစ်ခုဆက်သွယ်ရေးကုန်သွယ်ရေးလုပ်ငန်းတွေပဲဖြစ်စေအဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ပိုမိုပြီးတော့စီးပွားလက်လာပါတွေကပိုမိုပြီးတော့တိုးပွားလာနိုင်တယ်လို့ပြောချင်ပါတယ်ငွေကြေးအနေနဲ့ကတော့ပူစရာတိတ်ပြီးတော့မလိုတော့ဘူးမိမိတို့ကငွေကြေးရသူ့ဘာသာသူကိုဒီထက်မကဆဆရရအဆင်ပြေလာလိမ့်မယ်ကျွေးပေးရရှိတဲ့သူကကျွေးဆက်လာနိုင်လိမ့်မယ်ရရရှိတဲ့ကျွေးရဆိုရင်အမြန်ဆုံးပြန်လဲရလာလိမ့်မယ်လို့ပြောချင်ပါတယ်ပိတ်ဆို့နေတဲ့ငွေကြေးတွေကအခုချိန်မှာပွင့်လန်းလာတော့မှဖြစ်ပါတယ်ထီထိုးမယ်ချဲထိုးမယ်ဆိုရင်ထီပေါက်ခင်းချဲပေါက်လေးလည်းရှိတယ်မိမိတို့ကထီထိုးမယ်ချဲထိုးမယ်ဆိုရင်9ကဏ္ဍလေးပါအောင်ထိုးပေးပါ9နှစ်ပါအောင်ထိုးပေးပါလို့ပြောချင်ပါတယ်ထီပေါက်ခင်းချဲပေါက်ခင်းလည်းရှိတယ်နောက်တစ်ခုမိမိတို့ကိုစောင့်ရှောက်ပေးတဲ့သူတွေကုညီပေးမဲ့သူတွေကဒီချိန်တော်တွင်းမှာကာလတွင်းမှာအများများနေပါတယ်လို့ပြောချင်ပါတယ်အင်္ဂါသားသမီးတွေဒီထက်မကဆဆရရဆင်ပြေကြပါစေကံစားတာအဖြစ်ကြည့်မယ်ဆိုရင်တော့အင်္ဂါသားသမီးတွေကကံကောင်းတဲ့အခြေအနေထဲမှာရှိနေပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ